미나상 건니치와 알롱의 밍라바 드마로르의 N2 스마토메 칸지오 누이라라 디니야 자로 5ရက် မြောက်နေ့ပေါ့နော်ဒီနေ့လေးပဲအလုံး20ကိုကျမတို့တွေနှွေးသွားကြမယ်ဒါဆိုရင်ဒီနေ့ရဲ့ဒီပထမအဆုံးစကားလုံးလေးကကြတော့စာအုပ်ထဲမှာတော့ဒီလိုအစင်လိုက်တော့မဟုတ်ဘူးဒါပေမဲ့လည်းဒီစကားလုံးလေးမှာဒီစကားလုံးလေးကစာအုပ်ထဲမှာဆိုတော့နောက်ဆုံးပိုင်းမှာပေါ့နော်ဒါပေမဲ့ဒီအောက်ကဒီခုစွတ်ဆိုတဲ့ဖက်နှက်ဆိုတဲ့ခန်းကြီးလေးနဲ့ဒါလေးကိုတွဲမှတ်လိုက်ပြီဆိုရင်မင်းသားဆန်တို့အတွက်ပို့ပြီးတော့မှမရတာလွယ်ကူမယ်လို့ထင်လို့ပေါ့နော်တူညီတဲ့ခန်းကြီးလေးမို့လို့ဒါလေးကိုအရင်ပြလိုက်မယ်နော်ဒါလေးကကြတော့ခါဝပေါ့နော်ခါဝဆိုရင်တရေဆိုပြီးတော့မှအတိတ်ပဲရှိပြီးတော့မှခခုပေါ့နော်ခခုဆိုရင်ဒီတော်လန်ဒီဆိုတဲ့အတိတ်ပဲရှိတဲ့စကားလုံးလေးပါတရေရဲ့ပြီးကြတော့ခခုဆိုပြီးတော့မှတော်လန်ဒီဆိုတဲ့အတိတ်ပဲ2မျိုးရှိပါတယ်ဒါဆိုရင်ဒီမှာခိုင်းပေါ့နော်အဲ့ဒါတမဲရုနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ခိုင်းခခုဆိုပြီးယူပါမယ်ခိုင်းခခုဆိုရင်ပြုတ်ပြင်းပြောင်းလေးဒီဆိုတဲ့အတိတ်ပဲပါအဲ့ဆိုရင်ဒီမှာကျတော့ခါဝနဲ့ယူမယ်ပေါ့နော်ခါဝဆေးဆိုရင်တရေသေးပစ္စည်းအဲ့ဆိုရင်ဒီနောက်ဆုံးစကားလုံးလေးကကျတော့ဒီမှာခခုနဲ့ယူမယ်ပေါ့နော်ခခုမေဒါအီနိုချီပေါ့နော်ဘဝဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခခုမေဆိုရင်ဘဝအတွက်တော်လန်ဒီဆိုတော့တော်လန်ရေးပေါ့တော်လန်ရေးခခုမေဆိုရင်တော်လန်ရေးပညာရေးတော်လန်ရေးတို့ခခုမေတော်လန်ရေးဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ပြီးကြတော့ဒီဒုတိယခန်းကြီးလေးကကြတော့ဒီမှာပေါ့နော်ခဝဆိုပြီးတော့မှတ်လိုက်ပြီပေါ့နော်တဆွင်ဒီအနောက်ကကြတော့ hand ခဆိုတဲ့ပြောင်းလဲလိုက်တယ်ပေါ့နော်ပြုတ်ပြင်လိုက်တယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခဝဆိုတဲ့တရေလေးကိုပြုတ်ပြင်ပြောင်းလဲလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဖက်နှက်ဖြစ်သွားတယ်ဟုတ်တယ်မလားဖက်နှက်ကိုကျမတို့တရေနဲ့လုပ်တယ်လေအဲကြောင့်မလို့ခဝဆိုတဲ့တရေလေးကိုပြုတ်ပြင်ပြောင်းလဲလိုက်တဲ့အချိန်မှာကြတော့ခုဆွဆိုတဲ့ဖက်နှက်ရလာတာပါဆိုပြီးမှတ်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီခန်းကြီးလေးကခုဆွဆိုတဲ့ဖက်နှက်ပေါ့နော်ဒါဆိုရင်ဒီအောက်ကဟာလေးကကြတော့သူ့မှာခွင့်ရုံမီစမေရုဆိုတဲ့ခွင့်ရုံမီရှိရပေါ့နော်စမေရုရဲ့အတိတ်ပဲကကြတော့အာဆူမာရုဆိုတဲ့စုဝေးဒီစုဆောင်ဒီဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးပါဒါဆိုရင်သူ့မှာဥယုံမီကကြတော့ဘိုရှိရပေါ့နော်ဘိုအဲ့ဆိုရင်ဒါလေးကကျမတို့သိပြီးသားဘိုရှုပေါ့နော်လူခေါ်ဒီပေါ့ဘိုရှုချူဆိုရင်လူခေါ်နေစေးပါဆိုပြီးဒီအလုပ်ခေါ်စာတွေမှာတွေ့ရတတ်တယ်ပေါ့နော်ဘိုရှုချူဘိုရှုလူခေါ်ဒီပေါ့နော်ဒါဆိုရင်ဒီမှာဘိုကင်းဆိုတော့ပတ်စံတွေကိုစုနေတယ်ဆိုတော့ဒါအလူခံငွေပေါ့အလူခံဒီပေါ့နော်ဘိုကင်းအလူခံငွေအစင်းဒါအိုးဘိုဆိုတော့အိုးဘိုလျှောက်လာတင်ဒီစရင်တွင်းဒီမရှိခုမှုနဲ့တူတယ်အိုးဘိုပေါ့နော်ပြီးကြတော့မနေ့ကဒါလေးကိုပြပေးဖို့မေ့သွားတယ်ပေါ့နော်ဒီနှလုံးကိုတွဲဖို့မေ့သွားတယ်မနေ့ကပြခဲ့တဲ့ခရာစုကရေလူကုံဆုံးဒီဆိုတဲ့နေထိုင်ဒီကုံဆုံးဒီဆိုတဲ့ခန်းကြီးလေးနဲ့ဒီအခုပြောပြတဲ့ဒီဆူမေရုဆိုတဲ့အဆူမာရုအတိတ်ပဲရှိတဲ့ခန်းကြီးလေးဒီနှလုံးလေးကကြတော့ဒီအောက်နားလေးပဲ꽌ရပေါ့နော်ဒါဆိုရင်ဒီစုဝေးဒီဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးကအောက်မှာချီခါရတုံးပြီးတော့မှစုဝေးရတယ်ဆိုပြီးမှတ်ပြီးတော့မှခရဆုနေထိုင်နေဆိုတော့ဒီမှာနေရောင်ပေါ့နော်နေရောင်နှလုံးကြားမှာနေထိုင်နေဆိုပြီးတော့မှမှတ်လို့ရတယ်ပေါ့နော်ဒီမှာဒီအပေါ်လေးကဟာကြတော့ဒီခန်းကြီးမှာဆိုရင်မျက်ခင်းပေါ့နော်ခုစမျက်ခင်းဆိုပြီးတော့မှမျက်ခင်းရဲ့တင်ကြီးသားဆိုပြီးတော့မှကျမတို့တီးခဲ့ရလေနော်ဒါဆိုရင်မျက်ခင်းပေါ်မှာဒီမှာနေရောင်ရှိမယ်နေရောင်အောက်မှာအမိုးအောက်မှာအားတွေတုံးပြီးတော့မှစုဝေးနေတယ်ဆိုပြီးတော့မှမှတ်ပြီးတော့မှဒီမှာမျက်ခင်းပေါ်နေရောင်အောက်မှာလူတွေကပေါ့နော်နေရောင်နှလုံးကြားမှာလူတွေကနေထိုင်နေဆိုပြီးတော့မှမှတ်လို့ရတယ်ပေါ့နော်ဒီနှလုံးလေးကိုရှင်ပြီးတော့မှတွဲပြီးတော့မှပေါ့နော် message ချင်ပါတယ်ဒါဆိုရင်皆さんတို့အတွက်လည်းပို့ပြီးတော့မှမမိလွင်မဲလို့ထင်ပါတယ်အဲဆိုချိခါရနဲ့ဆိုရင်အဆူမာရုဆိုတဲ့ဆူမေရုပေါ့နော်စုဝေးဒီဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးဖြစ်ပြီးတော့မှနေရောင်နှလုံးဆိုရင်ကတော့ခရာဆုခရေရုအတိတ်ပဲရှိတဲ့စကားလုံးလေးဆိုပြီးမှတ်ထားမယ်ဆိုရင်ကတော့မမိလွင်မဲလို့ထင်ပါတယ်ဒါဆိုရင်နောက်ထပ်တလုံးလေးကကြတော့ဆူမေရုစမာရုဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲဆိုရင်ဆူမေရုကကြတော့အပိထေဒီစမာရုကကြတော့အပိဖြစ်နေသည်ဆိုတဲ့ခန်းကြီးလေးအဲဆိုရင်ဒါလေးကကြတော့ဟာခိုပေါ့နော်ဘူးဆိုတော့ဟာခိုဆူမေဆိုတော့ဘူးထဲမှာပစ္စည်းများထည့်ခြင်းပေါ့ဘူးထဲမှာပစ္စည်းတွေအပိထည့်ထားခြင်းကိုဟာခိုဆူမေလို့ခေါ်ပါတယ်ဒါဆိုရင်ဒါကကြတော့ဘေးရန်ခန့်ပေါ့နော်ခန့်ကျမတို့သိခဲ့တဲ့ခန့်စီတုဘူးပေါ့နော်အဲဆိုရင်ဒီမှာခန်းဆူမေဆိုရင်လည်းဒီမှာစီတုဘူးဆိုပြီးတော့မှပဲအတိတ်ပဲယူပေးရမှာပါခန်းဆူမေပေါ့နော်စီတုဘူးအဲဆိုရင်ဒီနောက်တစ်လုံးလေးကကြတော့စွနာအိုမာရီနာဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ယူတာဖြူစင်တော့ယူတာဖြောင်းမတော့ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ခန်းကြီးလေးပါဒါဆိုရင်ဒီဟာလေးကကျမတို့သိပြီးသားဂျွန်းဆွီနာပေါ့နော်ဒါလေးက N3 မှာဆိုရင်ဆိုမတူမယ်ဒီ goal is out ထဲမှာပါခဲ့တယ်ဒါပေမဲ့ခန်းကြီးလေးကအခု N2 မှာမှသိရတယ်ပေါ့နော်ဂျွန်းဆွီနာယူတာဖြူစင်တော့တော်တော်လေးမိကုန်းဟောင်းမှာတွေ့ရတယ်နော်ဒါလေးအားကြောင့်မလို့တိချာလေးမှတ်ထားစီချင်ပါတယ်ဂျွန်းဆွီနာယူတာဖြူစင်တော့အဆိုရင်ဒီမှာခန်းတန်းနဲ့တန်းနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့တန်ဂျွန်းနာဆိုရင်တာမန်ဖြစ်တော့ယူရှင်တော့ဆိုရင်ဒီနောက်ဆုံးစကားလုံးလေးကကြတော့ဂျွန်းမိုင်းစုပေါ့နော်ဂျွန်းမိုင်းစုဆိုရင်တန်ရှင်တော့ရှာလကာရေပေါ့နော်ဆန်ရှာလကာရေပေါ့နော်တန်ရှင်တော့ဆန်ရှာလကာရေဆိုပြီးတော့မှဒါလေးဟိုဒီဘက်မှာဆိုရင်တုံးနေပေါ့နော်ဂျပန်ဟင်းလေးရပြမှာဆိုရင်ဘူးလေးတွေမှာတွေ့ရတတ်ပါတယ်ဒါဆိုရင်ဒီနောက်ထပ်စကားလုံးတစ်လုံးလေးကဒါလေးလဲတော်တော်လေးကိုမိကုန်းဟောင်းမှာတွေတွေ့ရတယ် reading မှာတွေလည်းတွေ့ရတယ်ပြီးတော့ဒီတမတ်တန်မှာတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒီစကားလုံးလေး NG လို့ဆိုရဲပေါ့နော် NG လို့ရှိတဲ့ခွင့်ရုံမီက NG လို့တရုတ်ဆောင်ဒီဆိုတဲ့ခန်းကြီးလေးပေါ့နော် NG လို့သူ့ရဲ့အိုးရုံမီကကျတော့ N ရှိပါတယ် N အဲဆိုရင်ဒီမှာကျတော့ G-Swan ဆိုရင်လည်းတရုတ်ပြမှုပဲအဲဆိုရင်ဒီမှာကျတော့
n နဲ့ယူပြီးတော့မှ shoe ပေါ့နော်ဒီနောက်ကအုံယုံမြ shoe ဖြစ်တဲ့အတွက်ကြောင့်မလို့ n shoe ဆိုရင်လေ့ကျင့်သည် n shoe လေ့ကျင့်သည်အဲဆိုရင်ဒီမှာလဲ angi ပေါ့နော် angi ဆိုရင်တရုပ်ဆောင်ပြရဲကိုယ့်ရဲ့အစွမ်းတွေကိုပြတာရဲဆိုတဲ့အတိတ်ပဲဒီ angi လေးကမိကိုဟောင်းမှာတွေ့ခဲ့ရတဲ့ angi ပေါ့နော် angi တရုပ်ဆောင်နဲ့ပြီးတော့သူ့ကိုယ့်ရဲ့အရေးချင်းကိုထုတ်ဖော်ပြတာရဲဆိုတဲ့အတိတ်ပဲမျိုးရှိတယ်သူစီမှာကြတော့လေနော်ဒီဂျီဆူအမ်မှာကျတော့တရုတ်ပြတယ်ဆိုတဲ့အတိတ်ပဲဒီမှာကျတော့အန်ဂီမှာကျတော့တရုတ်ဆောင်နဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုပြတာတယ်ဆိုတဲ့အတိတ်ပဲရှိတဲ့စကားလုံးလေးပေါ့နော်အဲ့ဒီခုကအဲ့လိုခေါ်ရတယ်ပေါ့နော်အန်ဂီတရုတ်ဆောင်နဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုပြတာတယ်အဲ့ဆိုရင်ဒါလေးက ancestral ဟောပြောချက်ပေါ့နော်ဟောပြောချက်မင်းခွန်းပြောတယ် ancestral ဒါလေးဆိုရင်ဟိုဝကြဖွဲ့ဒီအပေါ်မှာစကားလုံးလေးပေးထားပြီးတော့မှအဲ့စကားလုံးနဲ့သက်ဆိုင်တဲ့ဒီဝကြလေးချောင်းတွေကတခုရွေးရတဲ့အဖြစ်မှာအဲ့ဒီမိကိုဟောင်းမှာဒါလေးပါတယ်ပေါ့နော် ancestral ဟောပြောချက်ပေါ့နော်ဟောပြောဒီမင်းခွန်းပြောဒီပေါ့နော်ဒါလေးတိတိကျကျလေးမှတ်ထားစေချင်ပါတယ် angiro jisu and anshu angi ancestral ပေါ့နော်ဒါလေးကိုတိတိကျလေးမှတ်စေချင်ပါတယ်ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ okuru ပေါ့နော် okuru မှာသူကလက်ဆောင်ပေးသည်ဆိုတဲ့အဓိပ္ပာယ်လက်ဆောင်ပေးပို့သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုရင်ဒါကြတော့ okuri mono ဆိုတော့လက်ဆောင်ပစ္စည်းပေါ့ okuri mono လက်ဆောင်ပစ္စည်းပေါ့နော်ဒါအရင်ကြီးသူချတော့မဟုတ်ပါဘူးဒါပေမဲ့ okuru ဆိုပြီးတော့မှပို့သည်ဆိုတာ ਨੇ အတန်ထွက်တော့တူတယ်ပေါ့နော်ဒါပေမဲ့လည်းဒါလေးကလက်ဆောင်တွေပေးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးလေးပေါ့နော်ဒါဆိုရင်ဒါလေးကကြတော့ဟာဘူးခုပေါ့နော်သူရဲ့ခွင့်ရမီကကြတော့ဟာဘူးခုထွင်းချန်သည်ဖေထားသည်အတူကောက်သည်ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့ဥယျာဉ်မီကကြတော့ရှောနဲ့ဆေးနဲ့ရှိရပေါ့နော်ရှောနဲ့ဆေးနဲ့ရှိပါတယ်ဒါဆိုရင်ဒါလေးကကြတော့ပြန်သည်ခိဆေးပေါ့နော်ခိဆေးဆိုတော့သူ့မှာကြတော့ဒီဟခုဘူးမှာကြတော့ဖေထားသည်ချွင်းချန်ထားသည်အတူကောက်သည်ပြီးတော့ပြန်လန်သည်ဆိုတဲ့အနောက်ကိုပြန်လန်သည်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အဲကြောင့်မလို့ဒီမှာဆိုရင်ခိဆေးဆိုရင်ငွေရညီကိုပြန်ချင်းပေါ့နော်ဒါဆိုရင်ဒါကြတော့ hanse ဆိုရင်ပြန်လေသုံးတတ်သည်နောင်တရသည်ဆိုတဲ့အဓိပ္ပာယ်အဲဆိုရင်ဒါလေးကကြတော့ရှောနဲ့သွားမယ်ပေါ့နော်သူရဲ့အုံယုံမီရှောနဲ့သွားမယ်ရှောရီယာကုဆိုရင်အတူကောက်သည်တူအောင်လုပ်သည်ပေါ့နော်အတူချုပ်သည်ပေါ့အဲဆိုရင်ဒီမှာကြတော့ရှောနဲ့သွားမယ်ဒါလဲရှော energy ဆိုရင်ဒီ energy တွေကို short တူလေးဖြစ်အောင်လုပ်တယ်ပေါ့နော် energy တွေကိုတူလေးဖြစ်အောင်လုပ်တယ်ဆိုတော့ energy တွေကိုချွေတာတယ်ပေါ့နော်ချွင်းချန်ချွေတာသုံးတယ်ပေါ့ short energy ပေါ့နော်အဲဆိုရင် energy တွေကိုချွေတာသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီ hanse လေးတွေ့ရတတ်တယ်နော် hanse ကမိကိုဟောင်းမှာတွေ့ခဲ့ရတဲ့စကားလုံးဖြစ်တဲ့ကြောင့်မလို့ hanse ပြန်လေတုံးတက်သည်နောင်တရသည်လုပ်ခဲ့တဲ့အရာတွေကိုငါပြန်ပြီးတော့မှတုံးတက်နေတယ်ပြန်ပြီးတော့မှနောင်တရနေတယ်ဆိုတဲ့မှာတုံးတဲ့စကားလုံးလေး hanse ပေါ့နော်ဒီကြတော့နောက်ထပ်စကားလုံးလေးကကြတော့ uketa mawaru သူ့ရဲ့ခွင့်ရမီကကြတော့ uketa mawaru ပေါ့နော်လက်ခံရရှိသည်ဆိုတဲ့အဓိပ္ပာယ်မျိုး order တွေလက်ခံရရှိသည်ဆိုရင် uketa mawaru နဲ့တွေ့သုံးပါတယ်သူ့ရဲ့ဥယျာဉ်မီကကြတော့ short ရှိရပေါ့နော် short အဲဆိုရင်ဒီမှာဒီရီယောကိုက်တို့နားလေပါပြီးဆုံးပါပြီးဆိုတဲ့ရီယောပေါ့နော်ရီယောနဲ့ပေါင်းလိုက်တဲ့အချိန်မှာကျတော့ရီယောရှော့ပေါ့နော်သူရဲ့ရှော့နဲ့တွဲသုံးပြီးတော့မှရီယောရှော့ဆိုရင်သဘောတူတယ်လက်ခံတယ်သူ့မှာကျတော့ဘယ်လိုမျိုးအဓိပ္ပာယ်ရှိလဲဆိုတော့ rikaishite doi shimashita ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်နားလေပြီးတော့မှသဘောတူသွားပါပြီဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ရီယောပေါ့နော်ဒါကြတော့ ryokaishite doi shimashita ပေါ့နော်အဲ့ဆိုရင်လက်ခံတယ်သဘောတူတယ်ပြီးကြတော့မှနားလေတယ်ပြီးကြတော့လက်ခံသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါဆိုရင်ဒီနောက်တစ်လုံးလေးကကြတော့ shortchi ဒါလည်းတိတယ်ဒါလည်းလက်ခံတယ်ဆိုတော့တိတာကိုလက်ခံသွားတယ်ဆိုတော့ hiki ukeru ဆိုတဲ့အဓိပ္ပာယ်ရှိတယ်သူမှကျတော့သူများပြောတာကိုတိတယ်တိပြီးတော့မှသူများပြောတာအရင်ကတော့မတိဘူးဒါပေမဲ့တိတယ်ပြီးကြတော့လက်ခံသွားတယ်သဘောတူသွားတယ်ဆိုတဲ့ hiki ukeru ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရှိပါတယ်ဒီနှစ်ခုရဲ့ကွာခြားချက်လေးပေါ့နော်ဒီဒါလေးကကြတော့ rikaishite doi shimashita နားလေပြီးတော့မှသဘောတူသွားပါပြီအရင်ကသူအဲ့အကြောင်းကိုတိရင်လည်းတိခဲ့မယ်မတိရင်လည်းမတိခဲ့ဘူးဒါပေမဲ့လည်းအခုဒီတယောက်ကဒီလိုလောက်ကြမလားဆိုပြီးပြောတဲ့အချိန်မှာ तू ကဟုတ်ပြီငါနားလေပြီသဘောတူပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါကကြတော့ဒီ short ချီကကြတော့အခုမှတိမယ် तू ကသူများပြောတာအခုမှတိမယ်ပြီးကြတော့သဘောတူသွားတယ် hiki okay လို့ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဒါဆိုရင်နောက်ဆုံးတစ်လုံးလေးကကြတော့ shorning ပေါ့နော် shorning ဆိုတော့အတိမတ်ပြုခြင်းခွင့်ပြုခြင်း shorning စာရေးတာဆိုရင်အတိမတ်ပြုခံရပါတယ်ခွင့်ပြုခံရပါတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးလေးပါဒါဆိုရင်ရမယ်နော်ဒါဆိုရင်ဒီနောက်ဆုံးစေလုံးလေးရဲ့နောက်ဆုံးစကားလုံးလေးကကြတော့10ဆိုတဲ့10ပြပွဲဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးလေးပါအဲဆိုရင်ဒီမှာဆိုရင်10 run ခိုင်ပေါ့နော်10 run ခိုင်ဆိုရင်လည်းခင်းချင်းပြတာတဲ့ပွဲဆိုတော့ပြပွဲပေါ့နော်10 run ခိုင်10ပြပွဲ run ကြည့်တယ်မဟုတ်လားဆိုရင်ဒီပြပွဲကိုကြည့်တယ်ပွဲပေါ့နော်ပြပွဲကိုကြည့်တယ်ပွဲဆိုတော့ပြပွဲပေါ့အဲဆိုရင်ဒီမှာကျတော့10ကြည့်ခင်းချင်းပြတာထားတယ်ကြည့်ပေါ့နော်ကြည့်ရကြတော့ဖော်ပြတယ်မလားခင်းချင်းပြတာပြီးဖော်ပြတယ်ဆိုတော့ခင်းချင်းပြတာချင်းပေါ့အဲဆိုရင်နောက်ဆုံးဒီစကားလုံးလေးကကြတော့ hot 10ပေါ့နော်ဒါ hot ကကြတော့စတင်တယ်ပြီးကြတော့10ပေါ့နော်စတင်ဖြစ်ပေါ်လာတယ်ဆိုတော့သူကကြတော့ဖွံ့ဖြိုးတိုးတက်မှုပေါ့နော် hot
ဖွံ့ဖြိုးတိုးတက်မှုဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒါလေးလည်း hard ten ကတော်တော်လေးတွေ့ရတယ်ပေါ့နော်မိကိုဟောင်းမှာပြီးတော့ reading မှာလည်းတွေ့ရတယ်အဲဆိုရင်ဒါလေးကို hard ten ဖွံ့ဖြိုးတိုးတက်မှုဆိုပြီးမှတ်မယ်ပေါ့နော်ဒါဆိုရင်ဒီတန်းလေးရမယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီစိတ်လုံးလေးရတော့မယ်လို့ထင်ပါတယ်